Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်သုံးနေကြဖြစ်တဲ့ AI နှစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ပထမ AI ကတော့ကျွန်တော်တို့မိတ်ဆွေတို့လိုချင်တဲ့ပုံတွေကိုကျွန်တော်တို့ဒီမှာ generate လာလုပ်လို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာ generate လုပ်ထားတဲ့ပုံတွေရဲ့ကျွန်တော် prompt တွေကိုလည်းဒီမှာ copy ကူးလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တို့ဒီပုံတွေရဲ့အပေါ်မှာကျွန်တော်သူ့ရဲ့ prompt file ရေးထားတဲ့ prompt တွေရှိရပေါ့ဗျာဒီမှာနော်detail ပေါ့နော်ဒီမှာ copy ကူးလို့ရရပေါ့ဗျာဒါမျိုးကျွန်တော်ကြောင်ပုံလေးကို AI နဲ့ fan တီးချင်တယ်ပဲဖြစ်ဖြစ်ဗီဒီယိုလုပ်ချင်တာပဲဖြစ်ဖြစ်ဒီမှာသူ့ရဲ့ prompt ကိုကျွန်တော်တို့ copy ကူးလို့ရတယ်ပေါ့နော်ဒီဟာကတော့ Leonardo AI လို့ခေါ်ပါတယ်ဒီ Leonardo AI ကကျတော့သူကတစ်ရက်ကိုကျွန်တော်တို့ credit ကသူက150ပေးပါတယ်150ကိုသူကဒီကျွန်တော်တို့ဖန်တီးတဲ့ပုံပေါ်မှာမူတည်ပြီးတော့30လောက်ပုံတစ်ပုံကိုသူ30လောက်လဲကုန်တယ်ပေါ့နော်ဒါမှမဟုတ်ဒီမှာတရက်ကိုဟိုပါပေါ့နော်တရက်ကို3-4ပုံတော့ရတယ်ပေါ့ဗျာဒီမှာ Leonardo AI မှာပေါ့နော်ပြီးလို့ရှိရင်သူ့ရဲ့ AI မှာ fan တီးထားတဲ့ဒီ prompt ဒီပုံတွေကိုပေါ့နော်ဒါမျိုးပုံလေးတွေကိုဒီမှာ prompt detail prompt copy ကူးပြီးသုံးယူလို့လည်းရပါတယ်ပေါ့နော်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ဒီမှာပေါ့နော် playground AI လို့လည်းခေါ်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ free ရတယ်ပေါ့နော်ဒီမှာကကျွန်တော် logo design တွေ t-shirt တွေ social media တွေဒီမှာအများကြီး poster design တွေလည်းရှိတယ်ပေါ့နော်ဒီမှာဒီဟာတွေကိုကျွန်တော်တို့ generate လာလုပ်လို့ရပါတယ်ဒါလည်းမိတ်ဆွေတို့ဖန်တီးခြင်းတဲ့ပုံတွေကိုဒီမှာ AI နဲ့ကျွန်တော်တို့ generate လုပ်ပြီးတော့ဖန်တီးလို့ရတယ်ပေါ့နော်ဒီမှာပုံတွေကျွန်တော်တို့က generate လုပ်ချင်တယ်မိတ်ဆွေတို့စိတ်ကူးတဲ့ပုံတွေ generate လုပ်ချင်တယ် prompt တွေကိုဘယ်လိုမျိုးဖန်တီးရမလဲဆိုရင်ကျွန်တော်ဒီမှာ DC AI ဆိုတာရှိပါတယ် DC AI မှာမိတ်ဆွေတို့လိုချင်တဲ့ပုံစံကိုဒီ prompt ထုတ်ခိုင်းလို့ရတယ်ပေါ့နော်ကျွန်တော်အကြမ်းလေးရေးပြပေးပါမယ်မြန်မာလိုပဲရေးခိုင်းလို့ရပါတယ်ကြောင်လေးတစ်ကောင်တစ်ပင်အောက်မှာထိုင်းနေပုံ ENGLISH PROMPT prompt တစ်ခုဒါမျိုးရေးပါအင်္ဂလိပ် prompt လို့ထည့်ပြီးတော့ရေးပါမြန်မာလိုပဲတောက်လျှောက်ရေးလိုက်မယ်ဆိုသူမြန်မာစာကြီးနဲ့သူ prompt ထုတ်ပေးတဲ့ပုံစံမျိုးတွေသူလောက်တတ်တယ်ပေါ့နော်ဒါဆိုသူ prompt ထုတ်ပေးလိုက်ပြီးသူကဒီဟာလေးကို copy ကူးလိုက်လို့ရှိရင်မိတ်ဆွေတို့ဒီမှာလာပြီး generate လုပ်လို့ရပါတယ်ဒီ Leonardo AI ကတော့သူကဒီမိတ်ဆွေတို့ generate လုပ်ချင်တဲ့ဒီ ratio တွေပေါ့နော်ပုံရဲ့ size တွေရှိမယ်ဒီမှာဆိုရင်2:3ပေါ့နော် 1:1 ratio တွေရှိမယ်ဒီမှာပုံတစ်ပုံယူမလားနှစ်ပုံယူမလားဒါမျိုးတွေပေါ့နော်ဒီမှာပြန် choice လို့ရတယ်ပေါ့ဗျာနော်အဲ့လိုမျိုးပြန် choice လို့ရတယ်ပြီးတော့ဒီမှာလာထည့်ပြီးတော့မှကျွန်တော်တို့က copy paste လုပ်ဒီဘက်မှာ copy ယူခဲ့တဲ့ဟာကိုဒီမှာ paste လုပ်ပြီးဒီမှာ generate လုပ်ရင်ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ generate ကသူ40ကုန်မယ်ပေါ့ဗျာကျွန်တော်တို့တရက်ကိုရတာ150ပဲရတယ်ပေါ့နော်ဒါကျွန်တော်စမ်းပြီးကျွန်တော်ဒါ generate လုပ်ထားတဲ့ဟာလေးတွေပါဒါကျွန်တော်စမ်းပြီး generate လုပ်ထားတဲ့ဟာလေးပေါ့နော်ဒါမျိုးလေးတွေပေါ့နော်ဒါကျွန်တော်စမ်းပြီး generate လုပ်ထားတာပါသုံးရတာအရင်အဆင်ပြေပါတယ်သူရဲ့ generate လုပ်ပေးတဲ့ပုံတွေကလည်း detail ကို special သူတို့တိတိကျကျလေးသူထုတ်ပေးပါတယ်ပေါ့နော်အဲဆိုရင်မိတ်ဆွေတို့ကိုယ်ပိုင် AI နဲ့ကျွန်တော်တို့ပုံတွေထုတ်ချင်တယ်ဆိုလို့ရှိရင် Leonardo AI မှာပုံထုတ်လို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ playground မှာလည်းပုံထုတ်လို့ရပါတယ်ဒီမှာ t-shirt တွေလည်းရှိတယ်တခြား design file တွေကိုလည်းသူကထုတ်လို့ရတယ်ပေါ့နော်ဒီ playground ကတော့เนาะဒီမှာဒီ prompt ထုတ်ဖို့အတွက်စာသားတွေကိုကျွန်တော်တို့ကဒီ DC AI မှာလာပြီးတော့ဖန်တီးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye see you tomorrow